လူတော်တော်များများကသင်္ဘောကြီးတွေကိုကြည့်လိုက်ရင်ရေအောက်ထဲမှာငေါထွက်နေတဲ့နှာခေါင်းကြီးလိုအချွန်ကြီးလိုအစိတ်ပိုင်းကိုမြင်ဘူးကြမှာပါဒါကိုအပိုပစ္စည်းလို့ထင်ရင်တော့မှားသွားပါလိမ့်မယ်ဒီနှာခေါင်းတစ်ခုတည်းနဲ့တင်တစ်နှစ်ကိုစီဖို့ဒေါ်လာတန်းနဲ့ချီတက်တာစေတယ်ဆိုရင်ခမားတို့ယုံနိုင်ပါမလားအရင်တုန်းကသင်္ဘောတွေရဲ့ဦးခေါင်းဟာဓားသွားလို့အချွန်အတက်တွေဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုပုံစံဟာရေလိုင်းတွေကိုဘေးကိုတွန်းထုတ်ပြီးသင်္ဘောရှိမှရေလိုင်းအမြင့်ကြီးတွေကိုဖြစ်ပေါ်စေပါတယ်။အဲ့ဒီအခါမှာသင်္ဘောဟာရှေ့ကိုတိုးဖို့အတွက်အဲ့ဒီရေလိုင်းတောင်ကြီးတွေကိုအတင်းတွန်းပြီးတက်နေရတယ်လို့ဖြစ်နေတာမို့စီလဲအကုန်များပြီးအင်အားလဲပိုဆိုင်ရပါတယ်။ဒါကိုအင်ဂျင်နီယာတွေကနီးလန်းအသစ်နဲ့ဖြည့်ရှင်းလိုက်ပါတယ်။အဲ့ဒါကတော့အခုမြင်နေရတဲ့ Bepos ပိုးဆိုတဲ့နှာခေါင်းကြီးကိုတက်ဆင်လိုက်တာပါ။ဒါကရေလိုင်းတွေကိုပိုဆိုးစေတာမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။အဖြေကတော့မဟုတ်ပါဘူးဒီနှာခေါင်းကြီးကသင်္ဘောကိုယ်တဲ့ထက်ရေလိုင်းကိုအရင်ဦးဆုံးသွားထိတွေ့ပါတယ်အဲ့ဒီအခါမှာသူကနေပြီးတီးတန့်ရေလိုင်းအသေးလေးတစ်ခုကိုအရင်ဖန်တီးလိုက်ပါတယ်အံ့ဩဖို့ကောင်းတာကဒီနှာခေါင်းကထွက်လာတဲ့ရေလိုင်းဟာသင်္ဘောဦးခေါင်းကနေထွက်လာမဲ့ရေလိုင်းကြီးနဲ့သွားဆုံတဲ့အခါတစ်ခုနဲ့တစ်ခုပြန်လဲခြေဖြတ်ပေးလိုက်တာပဲဖြစ်ပါတယ်ရလက်ကတော့သင်္ဘောရှိမှရေလိုင်းတွေငြိမ်သက်သွားပြီးရေမျက်နှာပြင်ကပြားချက်သွားပါတယ်ဒီလိုရေလိုင်းတွေကိုကြိုတင်ခြေဖြတ်လိုက်နိုင်တဲ့အတွက်သင်္ဘောရဲ့ခုခံအားကို10%ကနေနှ10%အထိလျှော့ချပေးနိုင်ပါတယ်။ရေထုကိုအတင်းတိုးစရာမလိုတော့ဘဲချောချောမွေ့မွေ့ခီးနေနိုင်တာကြောင့်တစ်နှစ်ကိုစီတန်ချိန်ရာနဲ့ချီငွေကြေးအဖြစ်တိမ့်တန်းချီပြီးတက်တာစေတာပါ။ဒါဟာလှိုင်းကိုလှိုင်းနဲ့ပြန်တိုက်တဲ့နည်းပညာဖြစ်ပြီးတဘာဝတရားကိုအင်အားသုံးတိုက်ခိုက်မဲ့အစားတဘာဝရဲ့နည်းယာမကိုအသုံးချပြီးအကျိုးရှိအောင်လှုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။